ပင်လယ်နက်ထဲကမိစ္ဆာကောင်ကြီးဒီနေ့မှာဟေဂျွန်ဟာဖခင်ဖြစ်သူဆုံးပါသွားခဲ့တဲ့စီဘတ်7လို့ခေါ်တဲ့ရေနံတူးစင်ကြီးစီကိုပြန်ရောက်လာခဲ့တယ်။သူမရဲ့ရီမန်းချက်ကရေနံရှာဖွေဖို့တခုလည်းမဟုတ်ပဲဖခင်ရဲ့တည်ဆုံမှုဟာမတော်တဆမှုတသက်ဟုတ်မဟုတ်ဆိုတဲ့နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့လှိဝက်ချက်တွေကိုဖော်ထုတ်ဖို့ပါပဲ။တူးစင်ကြီးဟာတိတ်ဆိတ်ငြိမ်သက်နေပေမဲ့လေထုထဲမှာတစုံတရာထူးဆန်းမှုရှိနေတယ်လို့ခံစားရတယ်။သူမနဲ့အတူပါလာတဲ့အဖွဲ့သားတွေဟာလာပေါင်းများစွာစူးစမ်းခဲ့ကြပေမဲ့ရေနံမတွေ့လို့လုပ်ငန်းကိုရပ်ဆိုင်းတော့မဲ့စိုးရိမ်ပွဲအခြေအနေနဲ့ရင်ဆိုင်လာရတယ်။ဒီအချိန်မှာပဲဟေဂျွန်ရဲ့ဦးလေးဖြစ်သူဂျွန်မန်ကဒီ platform စီပြန်ရောက်လာပြီးဘုတ်ဖွဲ့နဲ့စကားပြောကသူတို့အဖွဲ့အတွက်ရေနံရှာဖို့နောက်ထပ်3လအချိန်ပိုရအောင်စီစဉ်ပေးလိုက်တယ်။ဒါပေမဲ့သူ့ရဲ့ဆောင်ရွက်ပုံတွေကလျှို့ဝှက်စမ်းကြင်နေခဲ့တယ်။သူကစူးစမ်းပြီးတဲ့နောက်သူတို့မျှော်လင့်နေတဲ့ရေနံကိုနောက်ဆုံးတွေ့ရှိသွားခဲ့တယ်။အလုံးဝမ်းသာအောင်ပွဲခံကြပေမဲ့ဒီလိုရေနံတွေ့ပြီးနောက်မကြခင်မှာပဲတူးစင်ပိုက်တွေကနေအယောင်တောက်နေပြီးထူပိန်းနဲ့ထူးဆန်းတဲ့ချွဲရည်တွေစိတ်ယူထွက်လာပြီးအလင်းအောင်တောက်ပနေတဲ့တင်းငယ်တဲ့ပင်လယ်သတ္တဝါလေးတွေ platform ပေါ်ရောက်ရှိလာခဲ့ပါတယ်။ဒီသတ္တဝါလေးတွေဟာပတ်ဝန်းကျင်ကအလင်းကိုစုပ်ယူထားသလိုတလက်လက်တောက်ပနေခဲ့တယ်။ထူးဆန်းတာကတော့ရေနံတူးစင်ရဲ့အောက်ခြေကိုစစ်ဆေးဖို့ဆင်းသွားတဲ့အဖွဲ့ဝင်တအုပ်ဟာရုတ်တရက်ဆိုသလိုမျက်နှာကျမီးဆိုင်မာလိုမျိုးကြီးမားပြီးမင်းတက်တဲ့အရာတစ်ခုရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးကျိုးပြက်ကပင်လယ်လေးတုတ်ကျတည်ဆုံသွားခဲ့ရတယ်။ဘိုင်းမှာပင်လယ်ဇီဝဗေဒပညာရှင်ဟွန်းချောင်းကဒီသတ္တဝါလေးတွေဟာပင်လယ်ကျမ်းမြေအောက်ကအလျှို့ဝှက်ဂီယာစနစ်ကနေရောက်လာတာဖြစ်တယ်လို့ရှင်းပြခဲ့ပေမဲ့ခဏကြာမှပဲသူမဟာရေနံတူးစင်ပေါ်ကနေတန်တရားဖြစ်ဖွယ်ပြုတ်ကျကတည်ဆုံသွားခဲ့ရပြန်တယ်။ဒီအခြေအနေကိုတော့ဟေဂျွန်ကလုံးဝတန်တရားဝင်သွားတယ်။ဆရာဝန်ကဟွန်းချောင်းရဲ့အနာကိုပေါ်မှာအချွဲရည်နဲ့တူတဲ့တုပ်ရည်ကိုတွေ့ရှိခဲ့တာကြောင့်သူမကိုတစုံတစ်ယောက်ကတက်ပြီးမှကိုယ့်ကိုတက်တည်ကြောင်းပုံဖော်ဖို့စူးစမ်းခဲ့တဲ့လို့ဟေဂျွန်ကချက်ချင်းတန်တရားဝင်သွားတယ်။ဒီတည်ဆုံမှုတွေနဲ့ထူးဆန်းတဲ့အချွဲတွေဟာဆက်ဆက်မှုတစ်ခုမှရှိနေဆက်ဆက်မှုတစ်ခုခုရှိနေရဲ့လို့သူမယုံကြည်လိုက်တယ်။ဒီလိုနဲ့ဟေဂျွန်နဲ့ဒေါင်ဆူတို့ platform ရဲ့အမောင်ထောက်တွေကိုအဲကန်တဲမှာလိုမျိုးဖြည်းဖြည်းချင်းခြောက်သွားရင်စစ်ဆေးတဲ့အခါမျက်နှာချက်ပေါ်မှာတွားသွားနေတဲ့ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာကောင်တစ်ကောင်ကိုရုတ်တရက်တွေ့လိုက်ရပြီးထိတ်လန့်တုန်လှုပ်သွားကြတယ်။မိစ္ဆာကောင်ရဲ့အရွယ်အစားနဲ့အသွင်မြင်ကသူတို့မြင်ဘူးသမျှတတ္တဝါတွေနဲ့လုံးဝမတူပဲအေးဆက်ဆက်အော်ဒန်တွေထွက်ပေါ်လာခဲ့တယ်။နောက်ဆုံးမှာတော့ဂျွန်မန်ကလှိဝက်ချက်အားလုံးကိုဖွင့်ချလိုက်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဟေဂျွန်ရဲ့ဖခင်နဲ့သူဟာအလင်းအောင်တောက်ပါတဲ့ဒီတတ္တဝါလေးတွေကိုထုတ်လုပ်တဲ့အချွဲရည်ဟာထိတ်တန်းရည်နံထက်ပိုတန်မိုးရှိတဲ့စွမ်းရည်ရင်းမြစ်ဖြစ်ကြောင်းရှာဖွေတွေ့ရှိခဲ့တယ်။သူတို့ဟာဒီတတ္တဝါတွေကိုစမ်းသပ်မွေးမြူရင်းနဲ့တတ္တဝါတစ်ကောင်ကြီးထွားလာပြီးအခုလက်ရှိလူတွေကိုတိုက်ခိုက်နေတဲ့မိစ္ဆာကောင်ဖြစ်လာခဲ့တာပါ။ဟေဂျွန်ကဒီအမှန်တရားကိုသိသွားတဲ့အခါဂျွန်မန်ကသူမကိုတက်ဖြစ်ဖို့စူးစမ်းခဲ့ပါတယ်။ဂျွန်မန်ကမိစ္ဆာကောင်ရဲ့တိုက်ခိုက်မှုကြောင့်မျက်စိစည်းနေရမှာဖိတာတလိုမျိုးဒဏ်ရာတွေနဲ့ရုန်းကန်ရင် platform ကိုလုံးဝဖျက်ဆီးမဲ့စနစ်ကိုစတင်ခဲ့တယ်။သူဟာမိစ္ဆာကောင်ကိုမီးနဲ့တိုက်ခိုက်ခဲ့ပေမဲ့သူခန္ဓာကိုယ်ကအချွဲရည်ကြောင့်သူကိုယ်တိုင်မီးလောင်တည်ဆုံသွားခဲ့ရတယ်။ platform တစ်ခုလုံးပြိုကျပျက်စီးတော့မဲ့အခြေအနေမှာဟေဂျွန်တယောက်တည်းကျန်ခဲ့တယ်။သူမဟာမော်တော်ဆိုင်ကယ်ကိုသုံးပြီးမိစ္ဆာကောင်ကိုလှည့်စားလိုက်တယ်။ပြီးတဲ့နောက်မိစ္ဆာကောင်ကိုတူးစင် area စီခေါ်သွားပြီးအဝေးထိန်းကလုတ်ကိုအသုံးပြုကကြီးမားတဲ့တူးစင်ခေါင်းကိုနှိပ်ချလိုက်တဲ့အခါမိစ္ဆာကောင်ဟာထောင်ချောင်းမိသွားခဲ့တယ်။မိစ္ဆာကောင်ဟာဟေဂျွန်ရဲ့ခြေထောက်ကိုပြန်ဆွဲထားပေမဲ့သူမကအသက်လူရုံးကန်ပြီးနောက်ဆုံးမှာတူးစင်ကောင်းကိုဖွင့်ပြီးမိစ္ဆာကောင်ရဲ့ကိုယ်ခန္ဓာကိုဖောက်ကအနာယူလိုက်နိုင်ခဲ့တယ်။လက်ဖောင်းကြီးဖြတ်စည်းခံရတော့မဲ့အချိန်မှာဟေဂျွန်ဟာမော်တော်ဆိုင်ကယ်နဲ့အခုအချိန်မီခုန်ထွက်ပြီးအောင်မြင်စွာလွတ်မြောက်ခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ထားပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။